တဘာထုံးစံနဲ့ပတ်သက်ပြီးတော့တောင်သူတွေအမေးများနေတဲ့အချက်၅ချက်ပထမဆုံးတစ်ချက်အနေနဲ့ဘယ်နိုင်ငံထုတ်လဲဘာ brand လဲဟုတ်ကဲ့ပါတဘာထုံးစံတွေကဂျာမနီနည်းပညာနဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်60နဲ့85ကိုအိန္ဒိယနိုင်ငံမှာထုတ်လုပ်တင်သွင်းရောင်းချပြီးတော့65နဲ့115ကိုတော့အီတလီနိုင်ငံမှာတင်သွင်းရောင်းချတာဖြစ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့အယုံဆွဲကောင်းလားတဘာထုံးစံတွေကအယုံဆွဲရမှဆို share ပါပဲဘာကြောင့်လဲဆိုတော့တဘာထုံစက်ကိုသုံးမှုသူတွေကရုံးဆွဲရမှာကင်းမဲ့လို့သတ်မှတ်ထားကြပါတယ်အဲ့လိုဘာကြောင့်ကင်းမဲ့ဖြစ်ရလဲဆိုတော့တဘာထုံစက်ရဲ့အနောက်အိမ်ဆယ်မှာပလန်တီဂီယာတနည်းအားဖြင့်ဂီယာ၃လုံးတက်ဆင်ပေးရတဲ့အတွက်ရုံးဆွဲရမှာပြောစရာမလိုအောင်ကောင်းပါတယ်ခင်ဗျတတိယတစ်ချက်စီစားသက်တာရဲ့လားဒီမှာပါတဘာထုံစက်တွေကကာဗနာကိုတက်ဆင်ထားပြီးကာဗနာနဲ့စီထုံးချုပ်ထားတဲ့အတွက်စီစားနှုန်းအထူးသက်တာတဲ့ဆက်ပဲဖြစ်ပါတယ်ခင်ဗျဆိုရတဲ့ချက်အနေနဲ့အငှားလိုက်မောင်းရင်ရောအဆင်ပြေလားတဘာထုံစက်တွေကဆိုရင်တော့ဖြင့်အင်ဂျင်နဲ့လိုင်နာကိုအပြိုင်အေးပေးထားတဲ့စနစ်တက်ဆင်ပေးထားတဲ့အတွက်အင်ဂျင်ကိုဟိမတက်စေပဲ82နာရီ3ရက်လုံးလုံးအငှားလိုက်မောင်းနိုင်တဲ့အတွက်တဘာထုံစက်ကရွေးချယ်ဖို့ရအတွက်အသင့်တော်ဆုံးပါပဲခင်ဗျနောက်ဆုံးတစ်ချက်အနေနဲ့အရေးကြရလားဟုတ်ကဲ့တဘာထုံစက်တွေကဆိုရင်တော့ဖြင့် site ban နဲ့ဆိုရင်အရေးကြဝယ်ယူလို့ရပါတယ်ခင်ဗျဟုတ်ကဲ့တောင်သူကြီးများအားလုံးခင်ဗျကျွန်တော်တို့နောက်ထပ်သိလို့သူများကို comment တွင်လည်းမေးမြန်းနိုင်ပါတယ်comment တွေမေးမြန်းတဲ့အရာများကိုလည်းကျွန်တော်နောက်ဗီဒီယိုလေးနဲ့တကွပြန်လည်ဖြေကြားပေးတော့မှာခင်ဗျအားလုံးကျေးဇူးတင်ပါတယ်